ဒီနေ့တော့ဝါတာကူချီလာကြောင်းရှင်းပြမယ်ဝါတာကူချီလာမှာအဲကူချီလာလိုပဲ compressor ရှိမယ် condenser ရှိမယ် expansion valve ရှိမယ် evaporator ရှိမယ် window တိုင်းနဲ့အတူတူပဲအဲ့တော့ဘာကွာလဲဆိုတော့ဒါက condenser ကွာ condenser ကွာကိုလေနဲ့အေးခံတာမဟုတ်တော့ဘူးရေနဲ့အေးခံမယ်ရေနဲ့အေးခံတော့ဒီမှာရှိတဲ့ compressor မို့ထုတ်လိုက်တဲ့ refrigerant တွေကဒီ tube တဲကိုကြောက်တယ် tube တဲကိုကြောက်တဲ့အချိန်မှာရေရဖြတ်မယ် condenser water ဖြတ်မယ်ဖြတ်ပြီးတော့အေးခံလိုက်ပြီးတော့ expansion valve ကိုသွားမယ်နောက် evaporator ရောက်ရင်လည်းအဲ့လိုပဲ evaporator ရောက်ရင်လည်းရေနဲ့ပဲအေးခံမယ်ရေကအပူယူမယ်ပြီးရင် compressor ကိုပြန်သွားမယ်နော်အဲ့တော့ဒီဘက်ချမ်းမှာဘာရှိလဲဆိုတော့ဒီ condenser coil ကိုရေနဲ့ဖြတ်တဲ့အခါအဲ့ဒီရေက29 degree centigrade နဲ့ဝင်လာမယ် condenser coil ကိုဖြတ်ပြီးပြန်ထွက်သွားတဲ့အချိန်မှာ condenser coil ကိုဖြတ်ပြီးပြန်ထွက်သွားတဲ့အချိန်မှာ35ဖြစ်သွားမယ်အဲ့တော့ပူလာတဲ့ရေကိုထုတ်မပြစ်ပဲနဲ့ဘာလုပ်လဲတော့အေးခံပြီးတော့ပြန်သုံးမယ်အဲ့တော့ဒီမှာမြောက်ကြည့်တော့ဘယ်ကိုသွားမယ်တော့cooling tower မှာအေးခံမယ် cooling tower ဆိုတဲ့သဘောကရေကိုဖြန်းချမယ်ပန်ကာနဲ့အဲ့ဒီဖြန်းချရေကိုအေးခံမယ်ပန်ကာနဲ့မှုတ်ပြီးတော့ဒီအောက်ကခြေတွေကိုပြန်ကြမယ်ကြားတဲ့ရေကိုပြန်ပြီးတော့pump နဲ့စုပ်ပြီးတော့ဒီ condenser coil ကို29 degree centigrade နဲ့ပြန်ဝင်မယ်ပြန်ဝင်ပြီးတော့အထက်မှာရှိတဲ့ gas ကိုအေးခံမယ်ပြန်ထွက်လာမယ်35နဲ့ပြန်ထွက်လာမယ်ပြီးရင် cooling tower ကိုသွားမယ်အေးခံမယ်ဒီပုံစံလက်ပတ်တာဒါတော့ condenser water pump လို့ခေါ်တယ်နော်သူ့မှာထူးခြားတာကတော့ condenser ကို fan နဲ့မဟုတ်တဲ့အတွက် fan နေမရှိတော့ဘူးဒီ condenser coil tube အနေနဲ့တုံးလိုက်တယ် share tube ကိုတုံးလိုက်တယ်ဒီဘက်ချမ်းမှာတော့အရင်နေ့ကပြတဲ့အတိုင်းပဲအတူတူပဲဒီ evaporator coil က share tube ကိုပဲတုံးထားတယ် evaporator coil နဲ့ကိုဒီက expansion valve ထွက်လာတဲ့ဒီ liquid ကရောက်မယ်ရောက်ပြီးတော့ဒီထဲမှာအငွေ့ပြန်မယ်ပြီးရင် compressor ပြန်ဝင်မယ်အဲ့ချိန်မှာရေရဖြတ်မယ်ဘယ်လောက်နဲ့ဖြတ်မယ်ဆိုတော့11 degree နဲ့ဒီ AHU တွေကပြန်လာတဲ့ရေ11 degree နဲ့ဖြတ်မယ်ဖြတ်ပြီးတော့ရေကအေးတဲ့ coil အောင်ဖြတ်တဲ့အခါအေးလာပဲ7 degree နဲ့ထွက်လာမယ် AHU ကိုပြန်သွားမယ် AHU တော့မဟုတ် LCU ကိုပြန်သွားမယ်အဲ့ဒီက3မီတာရေက11 degree ဖြစ်သွားမယ်ဖြစ်သွားပြီးရင် pump နဲ့တခါစုပ်ပြီးတော့ဒီ evaporator ကိုပြန်ဝင်မယ် evaporator ပြန်ထွက်မယ်7 degree နဲ့ပြန်ထွက်မယ် AHU ပြန်ရောက်မယ်ဒါဒီဘက် loop ဒါ evaporator loop ဒီဘက်ကဒါ condenser loop နော်ဒီထဲကရေကချေ water မဟုတ်ရိုးရိုးရေပဲဒါပေမဲ့ cooling tower မှာtreatment နေတော့လုပ်ရတယ်သူက bacteria ပေါက်ပွားနိုင်တဲ့အတွက် treatment လုပ်ရတယ် cooling tower ဒါချီလိုက်မှာသုံးတဲ့ compressor ပေါ့အဲ့တော့ဒီက water good ချီလာလို့ခေါ်တယ်ဒီ4000နဲ့ပြထားတာချီလာပေါ့ကျန်တာကသူကနေချီလာလာဆက်တယ်မဲ့ line တွေပေါ့နော် pipe line တွေပေါ့အဲ့တော့ချီလာကိုအပြင်မှာဘယ်လိုတွေ့ရမလဲဆိုတော့ချီလာပုံဘယ်လိုမြင်ရနိုင်ဆိုတော့ဒီလိုမြင်ရမယ်ဒါ water good ချီလာပဲနော်အဲ့တော့ဒီအပေါ်မှာရှိတဲ့ဟာကြီးကဒါကြီးကဒါ compressor နော်ဒီမှာ tube နှလုံးတက်လာ condenser tube နဲ့ဒါ control panel ပေါ့ခြီလာကြောက်နောက်မှအသေးသေးတက်ထပ်ပြောမယ်နောက်ခြီလာတစ်မျိုးရှိရယ်ဒီပုံစံတွေပဲနော် tube နှလုံးနဲ့ compressor နဲ့ဒါ water good ခြီလာပဲ